986 969နဲ့2015အစ္စလာမ်သာသနာမှာကောင်းမြတ်တဲ့အလုပ်အပြောအဆိုတွေကိုမလုပ်ခင်ဖျားသခင်ဤဂုဏ်တော်ကိုတသပြီးအစပြုပါသည်လို့ရွတ်ဆိုရတဲ့အစဉ်လာတစ်ခုရှိပါတယ်အာရဗီစာမှာအခရာတိုင်းဟာတန်ဖိုးတစ်ခုရှိတယ်မြန်မာစာမှာကာကြီးခါခွေးကားငယ်ကာကြီးငါမှာတစ်ဆိုတဲ့တန်ဖိုးရှိသလိုပေါ့အဲ့ဒီဖျားသခင်ရဲ့ဂုဏ်တော်ကိုတသပြီးအစပြုပါသည်ဆိုတဲ့စာပိုက်ကိုရေးသားတဲ့အာရဗီစာလုံးတစ်လုံးချင်းတွေရဲ့တန်ဖိုးတွေကိုပေါင်းလိုက်တော့စုစုပေါင်း986ဆိုတဲ့ကဏ္ဍတစ်ခုကိုရခဲ့ခြင်းဖြစ်တယ်သို့တော့ဒီ986ဆိုတဲ့ကဏ္ဍအသုံးပြုခြင်းကိုအာရဗ်စကားပြောတဲ့မွတ်စလင်နိုင်ငံတွေကလုံးဝလက်မခံကြဘူးအသိအမှတ်လည်းမပြုကြဘူးမလုပ်ကောင်းဘူးလို့တားမြစ်ကြတယ်အာရှကမွတ်စလင်တချို့ကသာအာရဗီစကားအားနည်းမှုပေါ်မှာအခြေခံပြီးလွယ်ကူမှုအနေနဲ့အသုံးပြုနေကြတာဖြစ်တယ်ဒါကိုလည်းတချို့သောအာရှပညာရှင်တွေကပင်လက်မခံကြတာလည်းရှိနေတယ်မြည်သောပင်ဖြစ်စေ9အပေါင်း10အပေါင်း6 21ဆိုပြီး21ရာစုမှာမွတ်စလင်တွေလွှမ်းမိုးရမယ်ဆိုတာကတော့မဟုတ်မမှန်တမင်လောက်ကြံထိုးနှက်ချက်ဖြစ်ပါတယ်တကယ်လို့အဲ့ဒီလိုအကြံစီသာရှိရောမှန်ရင်986ကိုတခြားမွတ်စလင်နိုင်ငံတွေအထူးသဖြင့်အစ္စလာမ်စတင်ပေါ်ထွန်းရာအာရဗ်နိုင်ငံတွေကအသိအမှတ်ပြုသုံးဆွဲရမှာပေါ့အခုမြန်မာတွေကဘာပတ်နေကြပါပြီဘယ်အာရဗ်မွတ်စလင်နိုင်ငံတွေက986ကိုအသုံးပြုတာတွေ့ဘူးပါသလဲလို့မေးခွန်းထုတ်ချင်ပါတယ်နောက်တစ်ချက်ကမြန်မာမွတ်စလင်တွေကသူတို့နဲ့ဘာသာတူဆိုင်တွေမှာသာရွေးချယ်အားပေးတယ်ဆိုတဲ့ဆွဆွဲချက်ဖြစ်ပါတယ်မွတ်စလင်တွေမှာအစားအစာ diet ကန့်သက်ချက်ကဘာသာရေးဆိုင်ရာအဓိကလိုက်နာရမယ်အချက်ကြီးဖြစ်နေတာကိုအားလုံးသိကြပါတယ်ဒါကြောင့်အစားအစာနဲ့ပတ်သက်ရင်ဘာသာတရားရဲ့လိုအပ်ချက်အရဘာသာတူဆိုင်တွေမှာယုံကြည်စိတ်ချစွာစားသုံးကျင်ကြပါတယ်ကြံတဲ့ပစ္စည်းတွေရောင်းဝယ်ဖောက်ကားရာမှာတော့လူသဘာဝအရဈေးသက်သာရာဆက်ဆံရေးကောင်းရာအစင်သင့်ရာပစ္စည်းမှန်ဈေးမှန်ရရာဘာသာမရွေးလူမျိုးမရွေးဆိုင်တွေမှာပဲရောင်းဝယ်ကြပါတယ်ဒါကြောင့်ပစ္စည်းမှန်ဈေးမှန်ရောင်းဝယ်နေကြတဲ့မြန်မာတရုတ်မွတ်စလင်ဆိုင်တွေမှာလူမျိုးစုံရောင်းဝယ်ဖောက်ကားနေကြလို့အယောင်းဝယ်ကောင်းနေကြတာကိုအားလုံးသိနေမြင်နေကြတာပါပဲအတူယူလို့ရင်အတူယူနိုင်ကြပါတယ်မွတ်စလင်တွေနဲ့သာရောင်းဝယ်ဖောက်ကားရမယ်လို့အစ္စလာမ်ဘာသာတရားကသင်ကြားထားတာမရှိပါဘူးဘယ်ဘာသာမှဘာသာတူသာရောင်းဝယ်ဆက်ဆံရမယ်လို့မပြထမ်းကြပါဘူးဗုဒ္ဓဘာသာကလည်းမပြထမ်းတာဘူးနောက်တစ်ချက်ကလူနည်းစုလူများစုတဘာဝတစ်ခုကိုလည်းထောက်ပြခြင်းပါတယ်လူနည်းစုဟာလူနည်းစုတဘာဝအရာစူးစီးတတ်ပါတယ်လူများစုဟာလူများစုတဘာဝအရာပြန့်ကျဲတတ်ပါတယ်အခုတိုင်းသားပေါင်းစုံမြန်မာတွေထိုင်းမလေးရှားတွေမကအနောက်နိုင်ငံတွေမှာရောက်နေကြပါပြီဘယ်လိုနေထိုင်ကြသလဲဖြစ်သလိုကြုံရနေကြသလားတူရစုနေတတ်ကြသလားအခြေအနေရောက်ချင်ရာရောက်နေရင်တော့ကိုယ့်ဘာသာတူလူမျိုးတူတွေရှိတဲ့နေရာကိုပဲစူးစမ်းပြီးပြောင်းလာကြတာပဲလူများစုကတော့ဒီလိုလှုပ်เสียမလို့ဘူးလေလူများစုဖြစ်နေတာကိုဒီအတိုင်းပဲမြန်မာပြည်မကကြိုက်တဲ့မြို့ရွာတွေကိုကြည့်ပါမြန်မာမွတ်စလင်မှမဟုတ်ပါဘူးရှမ်းကချင်ချင်းရခိုင်တွေလည်းတတ်နိုင်သလောက်သူတို့တူရတွေစုနေကြတာပါပဲလူနည်းစုဖြစ်ချင်းသဘောတဘာဝကြောင့်တတ်နိုင်သလောက်အချင်းချင်းရိုင်းပင်းနေကြတာပဲဒါကိုအပြစ်တစ်ခုသဘောနဲ့မဟုတ်ပဲတဘာဝနဲ့အချိန်ထိုးပြီးအမြင်ရှင်းကြစေခြင်းပါတယ်သို့တော့အပြစ်ရှာလိုသူတွေအတွက်ကတော့ဘယ်လိုတဘာဝယုတ်တိကြဆွေးနွေးတော်လဲလက်ခံကြမှာမဟုတ်ဘူးဆိုတာကိုလည်းသိထားပါတယ်အခုမြန်မာပြည်မှာ969ဆိုပြီးဗုဒ္ဓဘာသာရဲ့မြင့်မြတ်သောဂုဏ်တော်3ပါးကိုအသုံးပြုကာအဲ့ဒီမြင့်မြတ်တဲ့ဂုဏ်တော်တွေနဲ့လုံးလျားဆန့်ကျင်တဲ့လောက်ရတွေကိုမြန်မာမွတ်စလင်လူအဖွဲ့အစည်းထိုးနှက်တိုက်ခိုက်ရေးတလွဲလုပ်နေတာစိတ်မသက်မသာကြားသိနေရပါတယ်ဖျားဂုဏ်တော်9ပါးတရားဂုဏ်တော်6ပါးသံဃာဂုဏ်တော်9ပါးသည်လူသားတိုင်းလေးစားကြည်ညိုထိုက်တဲ့ဂုဏ်အင်္ဂါတွေဖြစ်ပါတယ်အဲ့ဒီဂုဏ်တော်တွေကလူသားအလုံးအတွက်မေတ္တာဂရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ဗျမဇိုတရား၄ပါးနဲ့ပြည့်ရှမ်းနေတဲ့ဂုဏ်တော်တွေဖြစ်တယ်လို့သိထားပါတယ်မွတ်စလင်မပါဘူးလို့မရပါဘူး
လူသားအလုံးနဲ့သက်ဆိုင်တဲ့ဒီမြင့်မြတ်တဲ့ဂုဏ်တော်တွေကိုဥတင်ပြီးလူတစ်ဖက်သားရဲ့အကျိုးစီးပွားပြက်ရပြက်ကြောင်းတွေကိုဘယ်လိုအကြောင်းပြချက်နဲ့မှမလုပ်သင့်ကြဘူးလုပ်ခွင့်မရှိဘူးလို့ယုံကြည်ပါတယ်ဗုဒ္ဓဘာသာအပါအဝင်ဘာသာတိုင်းဟာလူသားအလုံးအတွက်ဖြစ်ပါတယ်ဘယ်လူမျိုးအတွက်ပဲဆိုပြီးပွင့်ပေါ်လာတဲ့ဘာသာတရားလောကမှာမရှိပါဘူးဗုဒ္ဓမြတ်စွာကသာအမျိုးဘာသာဆွဲခဲ့ပြီးသူ့လူမျိုးတွေသူ့ဘာသာစကားပြောတတ်တဲ့သူတွေကိုပဲတရားဟောခဲ့မယ်ဆိုရင်ဘယ်လိုလုပ်ပြီးကမ္ဘာသာသနာတရားဖြစ်လာနိုင်မလဲမြန်မာနိုင်ငံအပါအဝင်ကမ္ဘာတစ်လွှားကိုဗုဒ္ဓသာသနာကဘယ်လိုပြန့်ပွားလာမလဲဗုဒ္ဓမြတ်စွာကတရားဥဟောကြားခဲ့သူတွေအားလုံးဟာမူလကဘာသာကြားတွေမဟုတ်ဘူးလားလူမျိုးကြားတွေမပါဘူးလားဗုဒ္ဓမြတ်စွာရဲ့ဧကတာဝကမဟာတာဝကတွေအာသောကမင်းကြီးလက်ထက်ကိုယ်တိုင်ကိုယ်ဌာနကိုဗုဒ္ဓသာသနာရောင်ဝါဖြန့်ကျက်ခဲ့သူတွေဟာအခုဗုဒ္ဓဘာသာဝင်မြန်မာအချို့မင်းရရှက်ရစော်ကားနေကြတဲ့ကလားတွေပဲမဟုတ်ဘူးလားဘာဖြစ်လို့လူမျိုးဆွဲရှိနေကြတာလဲတရားဝါအလုံးအတွက်ပွင့်ပေါ်ခဲ့တဲ့ဂုံယူပွဲမြင့်မြတ်သောသာသနာတရားရဲ့ထူးမြတ်တဲ့ဂုံအင်္ဂါတွေကိုဘာဖြစ်လို့မစင်မစားမတော်မသင့်လှုပ်ဖြစ်နေကြတာလဲစကားကုန်အောင်ပြောရရင်မြန်မာမွတ်စလင်ဆိုင်တွေကိုဒါကြောင့်မဝယ်ကြနဲ့ပြောခြင်းပြောပါသို့တော့လူသားအလုံးနဲ့သက်ဆိုင်တဲ့ဖရာတရားတန်ခါဂုံတော်တွေကိုတလွဲကိုကလွဲမှားစွာသုံးချပြီးကိုယ်သာသနာကိုကိုကပဲပြန်ပြီးသေးသိမ်အောင်မလုပ်သင့်ဘူးဆိုတာလောက်တော့သိထားသင့်ကြပါတယ်ကျွန်တော်တို့မြန်မာပြည်မှာခက်နေတာကလူမှန်ရင်ဗျမစိုးတရားလက်ကင်ထားရမယ်ဆိုပြီးအကြီးအကျယ်ကြွေးကြော်နေတဲ့နာမည်ကြီးနာရေးကူညီမှုခေါင်းဆောင်ကြီးတောင်မှရခိုင်ကဒုက္ခသည်တွေကိုတွားရောက်ကူညီတဲ့အခါကျတော့သူ့ခါဝပစိုးလို့တတွတ်ရွတ်နေခဲ့တဲ့ဗျမစိုးတရားတွေကိုခါချိတ်ပစ်လိုက်ခဲ့ဘူးတာကိုရှေ့ဆောင်နွားလားဖြောင်းဖြောင်းသွားကနောက်နွားဆိုင်ဖြောင်းဖြောင်းလိုက်ဤလို့ဆိုပါတယ်မြန်မာပြည်မှာမြန်မာမွတ်စလင်တွေဟာမြန်မာလူမျိုးစုပြီးရင်ဒုတိယအများဆုံးလူများစုဖြစ်ပါတယ်တိုင်းပြည်တစ်ပြည်ရဲ့ဒုတိယအင်အားအကြီးဆုံးလူစုကြီးကိုဖိနှိပ်လို့ဖြစ်ဖြစ်ဘေးဖယ်လို့ဖြစ်ဖြစ်အဲ့ဒီအုပ်စုကြီးရဲ့အင်အားကိုအသုံးမပြုလစ်လူရှုလို့ပဲဖြစ်ဖြစ်တိုင်းပြည်ကိုတီထောင်နိုင်မယ်လို့ထင်မြင်ခြင်းသည်ညံ့ဖျင်းနှုံနှဲမှုဖြစ်သည်လို့အတိအလင်းဆိုပါရစေအားတော့နာပါတယ်ညင်းနိုင်သူညင်းရဲသူများညင်းလိုက်ပါဒီမြန်မာမွတ်စလင်ပတိတွေဟာမြန်မာပြည်လွတ်လပ်ရေးမရခင်ကတည်းက1946ရွှေဒဂုံအလယ်ပစ်စရာမှာကျင်းပတဲ့ဖဆပလနီလာကန်ကြီးကတိုင်းရင်းသားလူနည်းစုအဖြစ်အသိအမှတ်ပြုခံထားပြီးသူများဖြစ်တယ်လို့တိုင်းပြုပြည်ပြုလွတ်လပ်ရေးတိုက်ပွဲဝင်လူမျိုးတွေဖြစ်တယ်လို့1984ခုနှစ်အထိတရားဝင်အတည်ပြုသတ်မှတ်ထားတဲ့တိုင်းရင်းသား144မျိုးစည်ရင်းဝင်လည်းဖြစ်ပါတယ်။ပကံခေတ်ကလေးကကြောက်စာဝင်တိုင်းရင်းသားလူမျိုးတွေပါ။ဒါကြောင့်လဲ9ရက်9လ2012ရန်ကုန်အစ်ပွဲတော်အခမ်းအနားမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီးဦးတင်ဦးက1မြန်မာမွတ်စလင်များသည်တိုင်းရင်းသားများဖြစ်သည်2မြန်မာမွတ်စလင်များကိုလက်တွဲခေါ်ဖို့မလိုမြန်မာမွတ်စလင်များသည်တိုင်းပြည်ထူထောင်ရေးလွတ်လပ်ရေးအတွက်ဒိုးရူပေါင်ဘက်အစစ်အဆက်လုတ်ကင်ခဲ့ကြသူများဖြစ်သည်လို့တူတူရှင်းရှင်းပြောခဲ့ပါတယ်1948ခုနှစ်ပင်လုံနီလာကန်ပင်လုံစာချုပ်မချုပ်ဆိုမီ February 17ရက်မှာဗိုလ်ချုပ်အောင်ဆန်းကအမျိုးဘာသာသာသနာဆိုတဲ့ဆောင်ပုဒ်သည်လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်ကအလုတ်ဖြစ်ခဲ့ပေမဲ့ဒီဆောင်ပုဒ်ကိုပြည်ထောင်စုနိုင်ငံတော်တည်ထောင်ရေးမှာဆက်သုံးလို့မရတော့ဘူးဗမာမြန်မာလူမျိုးဗုဒ္ဓဘာသာဆိုပြီးလူမျိုးရေးတရားလုပ်လို့မရတော့ဘူးလို့အတိအလင်းပယ်ချခဲ့တဲ့ဆောင်ပုဒ်ကိုအခု66နှစ်ကျော်ကမှတိုင်းပြည်မတည်မငြိမ်ဖြစ်အောင်ဘာဖြစ်လို့ပြန်အသက်သွင်းကျင်ရတာလဲအဲ့ဒီမိန်ကုန်းမှာဗိုလ်ချုပ်ကအစ္စလမ်ဘာသာကိုလည်းတိုင်းရင်းသားတွေကိုးကွယ်တဲ့ဘာသာတစ်ခုဖြစ်အတိအမှတ်ပြုပြောကြားခဲ့ပါတယ်ပြန်လေ့လာကြပါတကယ်တော့မြန်မာမွတ်စလင်တွေဟာတိုင်းရင်းသားပေါင်းစုံမြန်မာလူဖွဲ့စည်းရဲ့ယဉ်ကျေးမှုကိုမျက်နှိုးသူများဖြစ်ကြတယ်အကြမ်းဖက်မှုကိုဘယ်တော့မှအာမပေးမကျင့်သုံးသူများလည်းဖြစ်တယ်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ကြသူများလည်းဖြစ်တယ်မြန်မာလူပေါင်းရဲ့ကဏ္ဍအသီးသီးမှာအားထားထိုက်သောတာဝန်သိနိုင်ငံသားကောင်းများလည်းဖြစ်တယ်နှစ်90စစ်အာဏာရှင်သမိုင်းကို
နှစ်တစ်ထောင်ကျော်မြမသမိုင်းလို့လွဲမှားယူဆနေသူတွေကပတိအပါဝင်တိုင်းရင်းသားမွတ်စလင်တွေကိုနိုင်ငံသားတစ်ဖွဲ့သူတို့ကိုးကွယ်တဲ့အစ္စလမ်ဘာသာကိုနိုင်ငံဘာသာတစ်ဖွဲ့မှားယွင်းစွာထင်မြင်နေကြတာဝမ်းနည်းစရာကောင်းလှပါတယ်2012ခုကြားပြတ်ရွေးကောက်ပွဲမှာထမင်းလုံးအိမ်မက်မက်ကောင်းတုံးနရင်ရိုက်အနှိုးခံလိုက်ရတဲ့ပြုပြင်ပြောင်းလဲရေးမလိုလားသူများကဒီတိုင်းသွားရင်လာမယ့်2015ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်းသားအင်အားစုတွေလက်ထဲအ ਨੇ ဆုံးလွှတ်တော်200ကိုရွှေလင်ပန်းနဲ့တင်ပြီးဆက်တရတော့မယ်ဆိုတာကိုသိလာကြတယ်စိုးရိမ်လာကြတယ်2012ခုကြားဖြတ်ရွေးကောက်ပွဲပုံစံမျိုး2015မှာမဖြစ်လာရေးအတွက်တိုင်းပြည်မတည်ငြိမ်အောင်နှီးမျိုးစုံနဲ့အချင်းယူအစပြိုးလှုပ်ဆောင်နေကြတာကိုကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေမမြင်ကြတာကိုအံ့ဩမိတယ်လူမျိုးရေးဘာသာရေးအစွန်းရောက်လှုံ့ဆော်မှုတွေကိုဒီမိုကရေစီအင်အားစုတွေကကလားတစုလောက်ကိုပဲဒုက္ခပေးနေတာဆိုတဲ့သဘောနဲ့ဖြစ်အခုနုနယ်စဉ်ကလေးကမသိကြိုးကြုံနေကြမယ်ဆိုရင်ဒီအချိန်တွေဟာအချိန်နဲ့အမျှတရိပ်ရိပ်မြင့်တက်လာမှအသေးချာဖြစ်တယ်အခြေအနေတွေထိမ့်မနိုင်သိမ့်မရဖြစ်လာပြီးတကယ်လို့2015ရွေးကောက်ပွဲမှာအင်အားစုတစ်ခုကအမျိုးဘာသာသာသနာအတွက်မဲပုံးထောင်လိုက်ရင်နောင်တရရင်နောက်ကျသွားပါပြီတမတော်ကဂရီတစ်ခုပေးပြီးရင်နောက်ဂရီတစ်ခုထပ်ပေးဖို့အ ਨੇ ဆုံးနှစ်20လောက်အချိန်ယူတတ်တယ်ဆိုတာကိုမမေ့ကြပါနဲ့ဦးနုက1960ရွေးကောက်ပွဲမှာဘာသာရေးမဲပုံးထောင်ပြီးတီမြဲဖားစားပါလာကိုအပြတ်ဖြုတ်ခဲ့တဲ့သမိုင်းရှိပါတယ်သမိုင်းတစ်ပတ်လဲမယ်ဆိုရင်ကောင်းသောလဲခြင်းဖြစ်စေခြင်းပါတယ်ဒီနေ့မွတ်စလင်တွေကိုနှိပ်ကွပ်ပြီးမနှက်ဖြန်ခရိယန်တပတ်ခါဗုဒ္ဓဘာသာဖြစ်လာမယ်ဆိုရင်အမြဲနိုင်နေသူကနာမည်ကျော်ပွားကြီးပါအောင်တင်မတ်လ9ရက်2013ခုနှစ်